အားလုံးပဲမင်္ဂလာပါကျွန်တော်ညီမဝမ်းမဲ့ဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ Revenger ကြီးကိုအိမ်ကိုသွားပို့တော့မယ့်အခန်းလေးပဲဖြစ်ပါတယ်အားလုံးပဲဟဲ့ကြားရတယ်လို့မမြင်လားမင်းရေလောက်တောင်းနေတာငါတို့ဒီကောင်ဘယ်လိုလုပ်မလို့အိမ်မှာတော့ကွာငါတို့ကခြံစည်းရိုးကြီးစောက်ပြီးသွားပြီလို့ကြားတယ်ကွာသိလားဟာဟဲ့တေးချာနားထောင်ဟာဟဲ့ဟာဒီကောင်ကြောင်းတောင်းနဲ့โอเคအဲ့တော့ကျွန်တော်တို့ဒီခြံစည်းရိုးကြီးကိုဖြတ်ပြီးတော့ကျွန်တော်အိမ်ထိမြားခေါ်သွားမယ်ပေါ့နော်ကျွန်တော်ရဲ့ plan ကဘာလို့သွားတော့ဒီကောင်ကြီးဝင်သွားပြီဟိုဒီက Revenger ငါ့ကိုအာယုံဆိုင်နေတဲ့အချိန်မို့လို့ပါကွာ Oh my god okay ကျွန်တော်ခြံစည်းရောတော့ပွင့်သွားပြီဟောမြန်ထွက်ခဲ့ဟောတေးရင်းနေတာအိုးလာပြီရောက်ရေးရောက်ရေးငါမြန်ပြေးအမြန်ဆုံးနီးနဲ့ပကံလုံးစီးပြီးသွားရတော့မယ်ဗျာဘာလို့ဟာရှော့ဟာဒီကောင်ကွာကြီးအောင်ကွာ Revenger ကိုများခေါ်သွားတာငါအိမ်ခေါ်လို့ဟဲ့ဘာလို့လာတော့ဒီတဲ့ယူသေရောအိမ်မှာနောက်တစ်ခေါက်လေဒီကောင်မဲ့သွားရောဒီကောင်နဲ့ငါတိုင်ပတ်နေပါပြီကွာနေ့လေခင်းရဲ့လာခေါ်တာအခုမှညနေတောင်ဆောင်းတော့မှပြီးသေးဘူးကွာခေါ်ရတာโอเคအဲ့ကောင်ရှောက်မသွားနဲ့တော့ဒီကွာငါရှေ့ကနေပြေးခိုင်းရမှာဒီကောင်လမ်းမသိတာခက်တယ်အခုတည်း Revenger သူ့နောက်ကိုပဲလိုက်သွားတာငါနောက်ကိုမလိုက်တော့ဘူးလောက်ကြရဲကွာမင်းလူအိမ်မှာကျွန်တော်တို့အချမ်းစီယိုကြီးဆောက်ပြီးသွားပြီပေါ့နော်ကျွန်တော်တို့အဲ့ထဲကိုများခေါ်ပြီးတော့ကျွန်တော်က block ကြီးဆင်ပြီးအပေါ်ကိုတက်သွားမယ်နောက်ပြီးတော့ကျွန်တော်ထိုင်လာကိုကျွန်တော်ကတကားပိတ်ခိုင်းလိုက်မယ်ပေါ့နော်ငါအကြံဉာဏ် block ကောင်းတော့ကမိုက်လိုက်လဲနော်ညံကောင်းတယ်โอเคကျွန်တော်တို့ Revenger တော့ဟိုမှာမြင့်လေဟိုးရှိနာမှာရှိသေးတယ်အိုးလာပြီသူလာပြီအမြန် block ကြီးဆင်ဘာတော့ရောက်ဒီကောင် damage တွေရှိနေရလားရောဘာဖြစ်လဲနေရောတကားပေါက်ပိတ်ပြီးနေလို့တော့ကြည့် oh shit no ဟာအများသမားတွေဟာပိတ်တော့တော်ပြီဟာပိတ်လို့မရအောင်လေအောင်ဟုတ်သားဟာသွားပြီအများသမားတွေဝိုင်းပြေကုန်ပြီအောင်ရေဒီများသမားတွေငါဘယ်လိုလုပ်ရမှာတော့သွားပြီဟေးကျူသားပန်းသားနဲ့ခေါ်လာတဲ့ကောင်ကွာသွားပြီကွာတော်ပြီငါကျူသားပန်းသားနဲ့တနေကုန်လုံးခေါ်လာညရောက်တော့နာတန့်လျှောသွားရောကွာ Revenger နော်စဉ်းစားကြည့်ကွာဘယ်တော့တော့စိတ်ပြက်စရာကောင်းလို့နော်ကျူသားပန်းသားနဲ့ခေါ်လာအိမ်လဲရောက်ရဟိုကောင်နဲ့ဇလူရီတာဝိုင်းဆွဲပလိုက်တာတွားရောโอเคတော်ကိုဘိုးတို့ကသတင်းသွားပို့တော့မယ်ကဲဒီခဏလေးပါမုံလေးစားလိုက်ဘောကြားတော့ကွာထိုင်လာမလားသေးဘူးရောက်လာတော့ကိုဘိုးတို့ကကျွန်တော်တို့ဒီမှာ Revenger ကိုမမိခဲ့ဘူးဗျာမဗျာမရှိမအောင်မိခဲ့ဘူးဗျာကိုဘိုးတို့ရခဏကိုဘိုးတို့ရမရှိမအောင်မြင်ခဲ့ဘူးဗျာကျွန်တော်ဒီမဲ့ကျွန်တော်ရှင်းပြမယ်ကိုဘိုးတို့ရဟေ့အောင်ကိုဘိုးတို့နားထောင်အောင်လို့ကိုဘိုးတို့ရဒီမဲ့ကျွန်တော်ပြောပြမယ်ဗျာကျွန်တော်တို့ကြိုးစားပန်းသားနဲ့တော့ခေါ်လာရဗျာဒါပေမဲ့အိမ်လဲရောက်ရုံမှာမြားသမားတွေကပြစ်သွားတာဗျာအဲ့တော့ကျွန်တော်လည်းမတက်နိုင်ဘူးဗျာအဲ့တော့မနှက်ပြန်ရောက်ရင်တော့ကျွန်တော်ကကဘာကိုလိုက်ပို့ပြီးတော့နော်ဗျာကိုဘိုးတို့ကိုမြိုင်းနေတော့ငါထိုးမှာကျွန်တော်ကဘာကိုလိုက်ပို့ပြီးတော့မယ်နဲ့တူပါပဲโอเคသူနားလဲတယ်နဲ့တူရဲ့ကျွန်တော်ပြောတာကိုနော်တော့ခွင်းလို့ပါသေးပဲဆိုတော့မှာပါကဲမနမိုးလေးမိကိုဘိုးတို့ကျွန်တော်အိမ်လိုက်ဖို့တော့โอเคဒီမှာကျွန်တော်မော်စီယာတယောက်ငားလာဗျာကိုဘိုးတို့ကကျွန်တော်သွားတော့မယ်ဗျာသိလားကျွန်တော်ရဲ့အရင်ကဘာကိုကျွန်တော်နေရတော့မယ်ကဲလို့မော်စီယာကျွန်တော်အသင်းဖြစ်ပြီဗျာဒီမှာကျွန်တော်ကျိုးဝိုင်းနဲ့ကဲမော်စီယာကျွန်တော်ဒီမှာမော်စီယာမော်တက်ပညာကြီးလုံနေပြီပေါ့နော်ဘာသာအပလကသပရာဗလီဖာလောဘာဒါဘာအတင်းဖြစ်ပြီလားဟုတ်ကဲ့ဆရာကျွန်တော်အသင်းဖြစ်ပြီဗျသူ့နာမည်မော်ဆရာတဲ့အားဆိုရင်ကျွန်တော်ခုံရမှာလားOh my god ချမ်းလာပြီလားကျွန်တော်အရင်ကဘာကိုပြန်ရောက်လာပြီပဲကျွန်တော်ရဲ့မဟာယန်သူစလိုင်းကြီးကတော့ဝိုင်းနေလို့မယ်โอเคဒီမှာကျွန်တော်ရဲ့နွားလေးတွေမင်္ဂလာပါကျွန်တော်ပြန်လာပြီဒီမှာတိုးတွေကျွန်တော်ပျော်နေရန်ကိုပျော်နေဗျာဒီမှာဝက်တွေရောဒီမှာကျွန်တော်ရဲ့ဝက်တွေဒီမှာကျွန်တော်ရဲ့ဘရင်ဘရင်ဘရင်ရမင်္ဂလာပါကျွန်တော်ရဲ့စွန်သားကန်းတွေကိုဘရင်ကိုပြောပြမယ်ဆိုဘရင်တော်တော်ကြီးကိုကြိုက်သွားရကျွန်တော်နောက်နေ့မှပြောပြတော့မယ်ဗျာဒီမှာချစ်သူမရှိစစ်သူကြီးမင်္ဂလာပါအဲ့လိုနဲ့ပဲကျွန်တော်ရဲ့ဒီထဲမှာကျွန်တော်ရဲ့ဒီခန်းမကြီးရောနှိမ့်ထက်တကူတွေ့ရတယ်ကျွန်တော်လဲစူးစမ်းလိုက်တယ်ပေါ့နော်အဲ့နှိမ့်ထက်ကိုဖတ်ကြည့်တော့ထိုင်လာဖြစ်နေရဗျဒီကောင်ဘယ်လိုလုပ်ပြီးလိုက်ရောလဲရောအဲ့ဒီတော့ကြီးကခေါ်လာတာပဲအဲ့ဒီတော့ဖိုးတုတ်ဖိုးတုတ်ကြီးခေါ်လာတာ what ဟောကြီးမော်စီယာဒီကောင်ကပို့ပေးလိုက်တာမို့ဖိုးတုတ်ကပို့ပေးလိုက်တာတွားပြီလေ no ဒီမှာဖိုးတုတ်ဘရင်ဖိုးတုတ်
ဟိုဘက်မှာလည်းဖိုးတို့ဟာသွားပြီကွာဒါကတော့စသိမ်းပိုင်းလေးပဲဖြစ်ပါတယ်အားလုံးပဲနောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်းဘိုင်း